ပွဲကိုတကူတကကျွန်တော်အားပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ဂျုံမငေးမှာကကြရဒီမှာလက်မှတ်ရောင်းတော့အားလုံးကကျွန်တော်အခုဆိုရင်တော့ဆိုမနက်ပိုင်းလောက်မှစိုးရီထပြီးတော့တန်းစီကြရတယ်အခုတနေ့လုံးတညလုံးတက်နေပါထိုးပြီးတော့လက်မှတ်တန်းစီရတယ်ဆိုတော့ကျွန်တော်တရင်ကောင်းလေးတစ်ခုပါချင်ပါတယ်ကျွန်တော်အချို့ကျတော့အဝေးရလာကြရတယ်အဲ့တော့လက်မှတ်တန်းစီဖို့အတွက်အဆင်မပြေကြဘူးကျွန်တော်အခုapplication လုပ်ဖို့အတွက်ကျွန်တော်စတင်နေပြီကျွန်တော်အဲ့ဒီ project ကိုကျွန်တော်စနေပါပြီ application အဝေးရမလာနိုင်တဲ့သူတွေအတွက်ကျွန်တော် app ကနေဝယ်လို့ရမယ့်ပုံစံလေးကျွန်တော်လုပ်နေပါတယ်ကျွန်တော်ပြီးတော့အဲ့ app မှာ on board တပင်နဲ့ပတ်သက်တဲ့ဖြော်ပြမှုတွေအများကြီးကြည့်ရပါမယ်ပြီးတော့ကျွန်တော် app ကနေ live တွေလည်းအပိုင်းလွှင့်နိုင်ဖို့ကြိုးစားနေပါတယ်ကျွန်တော်အဲ့ဒီ project ကတော့တလာခွဲလောက်တော့ကြာမှာပေါ့လေကျွန်တော်ပြီးတာနဲ့ချက်ချင်းစမ်းသပ်ပြီးတော့သုံးလို့စစ်ပြီးဆိုတော့လည်းကျွန်တော် launch လုပ်ပေးပါမယ်ပြီးတော့ကျွန်တော်အဲ့ထက်မှာ event တွေကိုလည်းတော့ shop ကျွန်တော်ကြော်ညာပေးသွားမယ်ပေါ့လေနော်တခြားလေးလုပ်ပြီးတော့အဓိကတော့အဝေးကလာကြတဲ့မိသားစုတွေအတွက်ရည်ရွယ်ပြီးတော့အဝေးကလာတဲ့သူတွေရဲ့ပြီးတော့အချိန်အများကြီးမပေးနိုင်တဲ့သူမျိုးတွေရည်ရွယ်ပြီးတော့ကျွန်တော်ဒီ app ကိုစဉ်းစားပြီးတော့လုပ်ဖြစ်တာဖြစ်ပါတယ်ပြီးတော့လေကျွန်တော်တို့မိသားစုတွေအားလုံးတက်ဝန်းလေးနဲ့ဒီ app ထဲမှာနည်းနည်းထွေးလေးနဲ့ရှိနိုင်ဖို့အတွက်ကျွန်တော်စီစဉ်ထားပါတယ် iOS ကို Android ကိုနှစ်ခုစလုံးသုံးလို့ရပါမယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့